ပါရှင်ဒီနေ့တောင်းဆိုထားတဲ့မုတ်ဖတ်ထုတ်လေးပြန်လုပ်ပြမှာဖြစ်ပါတယ်ကျမအခုထည့်လိုက်တာတော့ကောက်ညင်းမုံ900 gram ဖြစ်ပါတယ်ထိုင်းကောက်ညင်းမုံပေါ့နော်900 gram မှာကျမပြင်စားလေးထည့်မယ်စားလေးကိုကျမ3ပုံဒီပုံလောက်ကျမထည့်လိုက်တယ်နော်3ပုံဒီပုံလောက်ကျမထည့်လိုက်တယ်ပြီးလို့ရှိရင်ကျမတာကူစီလေးထည့်မှာဖြစ်ပါတယ်စားတော့ကောက်ကိုကြိုက်ပေါ့နော်ကြိုက်တဲ့လောက်ထည့်လို့ရပါတယ်နော်ကိုအဆင်ပြေတဲ့လောက်ထည့်ပါနော်ကျမတော့တာကူစီအစိမ်းရောင်ပဲရှိလို့တာကူစီအစိမ်းရောင်လေးပဲထည့်လိုက်ပါတယ်ရှင်တခြားအဖြူအောင်ရှိလဲဖြူအောင်ထည့်လို့ရပါတယ်ရင်လေးနဲ့နေလိုက်ပါတယ်မုတ်ကိုရင်နဲ့နေတဲ့အခါမှာနော်ကျမအပေါ့ဒီလိုပြော့အီလေးဖြစ်တဲ့ဒီကျမမုတ်သားကိုနေပေးပါတယ်ရှင်မုတ်သားအလိုအီလေးဖြစ်အောင်ကျမနေပါတယ်အရမ်းမာတော့မှဆိုလို့ပါနေပြီးရင်ကျမနှက်ထားမှဖြစ်ပါတယ်မုတ်ကိုကျမအနည်းဆုံးနိုင်ဝက်လောက်45မိနစ်လောက်ကျမနှက်ထားပါမယ်နှက်ထားတဲ့အချိန်မှာကျမကိုကြိုက်တဲ့လောက်ပေါ့နော်၄တောက်ကလေးတွေပေါ့ဒီဖက်ကိုကျမရေနွေးနဲ့ပြုတ်ထားပါတယ်ပြီးရင်ကျမဒါရိုးလုံးမှဖြစ်ပါတယ်ဒီအုံးသီးထဲမှာကျမတခြားစားထည့်ပါတယ်တခြားရယ်စားရယ်ကိုအဆင်ပြေတဲ့လောက်ထည့်လို့ရပါတယ်ကိုအချုံများများစားခြင်းတော့များများထည့်ပေါ့နော်အချုံနည်းနည်းဆိုလဲ short ထည့်လို့ရပါတယ်အုံးမှာဒီရေလေးနည်းနည်းထည့်မယ်ပေါ့နော်အုံးသီးလေးတွေကိုကျမနည်းနည်းနွမ်းလာတဲ့အထိပေါ့ကျမမှွေပေးရမှာဖြစ်ပါတယ်ပြီးပါပြီရပါပြီအခုတော့ကျမနှမ်းထည့်တယ်နော်နှမ်းလေးပါထည့်ထားတယ်ပြောဖို့မိသွားလို့နှမ်းမဲလေးထည့်ထားပါတယ်ကြိုက်ရင်လည်းထည့်ပါမကြိုက်လည်းမထည့်ပါနဲ့ကျမမုတ်နှမျိုးလုပ်ထားပါတယ်ဖြူနဲ့အစိမ်းနဲ့အခုလုပ်ပြမှာဒါမုတ်ဖြူပါနော်တာကူစီမပါတဲ့ဟာလေးပါအရင်ကျမထုတ်ပြမှာဖြစ်ပါတယ်ဒီလိုလေးဖြစ်ရမှာပေါ့နော်မန်ဆိုရင်တော့မုတ်ကမှာကျမယူလေးထည့်ပါမယ်ကျမစားချင်တဲ့အုံးယူလေးနှမ်းမဲလေးနဲ့ပေါ့နော်ထည့်ပြီးရင်ကျမလုံးဝင်းပါပါမုံလုံးရေပေါ်လုံးသလိုပဲလုံးလို့ရပါတယ်နော်မုံလုံးရေပေါ်ပုံစံကတော့ဒီပုံစံပါပဲပြီးတော့ကျမတို့စီမကတ်အောင်ပေါ့နော်ဟိုမုတ်မကတ်အောင်မုတ်ကဖတ်မကတ်အောင်ပေါ့နော်ဖတ်မကတ်အောင်ကျမတို့စီတုပ်ပေးရမှာဖြစ်ပါတယ်ကျမစီခွက်လေးထဲမှာစီထည့်ပြီးတော့ကျမဒီတိုင်းလေးပဲကျမထားရပါတယ်ထုံးပြီးရင်ကျမစီတုပ်မှာဖြစ်ပါတယ်ရှင်ဟောရပါပြီစီခွက်လေးလည်းကျမထည့်လိုက်ပါတယ်ကျမဖတ်ခောက်ပြပါမယ်နော်စမူစာခောက်တလို့ပါပဲလွယ်လွယ်လေးပါပဲရှင်စမူစာခောက်တလို့ပါပဲရှင်လွယ်ပါတယ်နော်အကယ်လို့သွားချက်ထွန်းသုံးချင်လဲသုံးလို့ရပါတယ်နော်သွားချက်ထွန်းနေလူလေးခောက်လိုက်မယ်ပြီးရင်ဘယ်ဘက်ကိုကျမတို့ဟုတ်ပြီအရင်အကျွမ်းကြီးတော့မဟုတ်ပါဘူးကျမလည်းဒီလိုပဲပေါ့နော်ဒီလိုပဲလှုပ်ရင်းနဲ့တော့ဖြည်းဖြည်းတော့တက်သွားမယ်လို့ယုံကြည်ပါတယ်ဒီလိုလေးပါဒီပြန်ပြီးခောက်ထည့်လိုက်တာပေါ့နော်ရပါပြီဒါဆိုမုတ်ဖတ်ထုတ်လေးပါနှစ်ခေါက်တော့လုပ်ပြပါမယ်နော်ကျမကိုအစိမ်းရောင်လေးလုပ်ပြမယ်စိမ်းရောင်တာကူပါတဲ့ဟာပေါ့နော်တာကူပါတဲ့အဟာကိုကျမလုပ်ပြမယ်သူကတော့တာကူနည်းနည်းပါတော့လေတာကူပါတော့နည်းနည်းလေးတော့ကြာလေးနှက်ရမယ်ထင်တယ်မုတ်ကိုလေသူကတိတ်မနှက်ချင်ဘူးဒီလားတာကူစီပါတော့လေအဲ့မှာထိတ်ဒီမှာကွဲချင်ပါတယ်လို့ဒီမှာကွာကီးဆိုင်ပြီးတော့လုပ်ပေးရမှာပေါ့နော်ဟုတ်ပါပြီလေးကိုကျမခုနလိုပဲပြန်ပြီးလုံးပါမယ်ရှင်ပေါက်စီလုံးတလူလေးမုတ်လုံးရေပေါ်လုံးတဲ့ပုံစံလေးပါပဲနော်အစားတိတ်တာပေါ့နော်ပြီးရင်ကျမတို့လုံးပေးပါမယ်မုတ်လုံးရေပေါ်လိုလုံးလေးဖြစ်အောင်လုံးပေးပါမယ်ရှင်လုံးပေးပြီးရင်တော့ခုနလိုမျိုးပါပဲစီစိမ်ပြီးတော့ကျမတို့ဖတ်ထဲမှာထဲမှာဖြစ်ပါတယ်ဖတ်ထဲမှာထည့်ပြီးခောက်ပြမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ရပါပြီဒီလောက်ဆိုရင်ရပါပြီနော်မုတ်ကကျမဖတ်ကကျမလေးပြုတ်ထားတော့အရန်ပြော့သွားပြုတ်တယ်နည်းနည်းကြာသွားအရန်ပြော့နည်းနည်းနွမ်းချင်တာလည်းပါတယ်ဖက်ကဝယ်ထား2ရက်3ရက်ရှိနေပြီဆိုတော့ဒါရေကတစ်တာထဲမှာထည့်ထားတာပါဟုတ်ကဲ့ရှာပါပြီရှင်လွယ်ပါတယ်နော်အကယ်လို့ကိုကအဆင်မပြေလဲနည်းနည်းသွားကြထွန်းနေသုံးပေးလို့ရပါတယ်အလုံး20လောက်အထုပ်20 25ထုတ်လောက်ရမယ်ထင်တယ်
ပေါင်းပါမယ်ပေါင်းထားပါမယ်ကျမနိုင်ဝက်လောက်ပေါင်းထားပါတယ်ရှင်နိုင်ဝက်လောက်ပေါင်းပြီးတဲ့အချိန်မှာတော့ရပါပြီစားပြပါမယ်ကျေးဇူးတင်ပါတယ်ရှင်ကျမလိုပဲလိုက်လို့စားကြည့်ပါကျေးဇူးအများကြီးတင်ပါတယ်နောက် blog လေးမှာပြန်ဆောင်ကြပါမယ်ရှင်ကျမကြောက်တုံးလေးကြောက်စိမ့်တုံးလေးလိုပဲနော်လိုက်လို့စားကြည့်ပါကျေးဇူးတင်ပါတယ် bye bye good night သွားပါပြီရှင်ညဘက်လို့စားလိုက်ပူစားလို့ကောင်းတယ်နော်ညဘက်လို့စားပါ